Okay အားလုံးပဲမင်္ဂလာပါရှင် Tarot Healing and Reading by Kidra နေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်เนาะဒီနေ့မှာဖတ်ပြပေးမယ်ပေါ့နော်ဒီ reading လေးကတော့အခုတင်ထားပေးသလိုပဲပေါ့နော်ဟိုတခါကအဲ့ဟိုမှာ comment မှာလေညီမလေးတယောက်ကနေပြီးတော့မှကိုနဲ့ပတ်သက်ပြီးတော့မှသူနောင်တရနေလားဆိုရင်မိခွန်းလေးကိုပေါ့နော်အဲ့ဒါလေးမိထားတာတွေ့ခဲ့တယ်အဲ့တော့အဲ့ဒီ reading လေးကိုလုပ်ပေးမယ်ဆိုပြီးတော့ပေါ့နော်ကြာပြီးမလုပ်ဖြစ်ပေးတာပေါ့နော်အဲ့တော့အခုဒီခေါင်းစဉ်လေးကတော့เนาะသူကကိုနဲ့ပတ်သက်ပြီးတော့မှနောင်တရနေလားသူစိတ်ထဲမှာဘာတွေဘလို့ခံစားနေရလဲပေါ့နော်ဒီခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ reading လေးကြည့်ပြီးမှာပဲဖြစ်ပါတယ်ဒါလေးကတော့เนาะ collective reading အနေနဲ့ပဲဖတ်ပြီးမှာဖြစ်ပါတယ်เนาะပိုင်းမရွေးတော့ပါဘူးเนาะအဲ့တော့လာကြည့်နေတဲ့သူလေးတွေမှာเนาะအခုဒီမှာကြည့်နေတယ်ပေါ့เนาะဒီအရင်ဦးဆုံး tarot နဲ့ energy စစ်ဆေးခြင်းမှာကိုနဲ့ energy ကိုက်တယ်ဆိုလို့ရှိရင်เนาะဆက်ပြီးတော့မှကြည့်လို့ရတယ်ပေါ့เนาะအကယ်လို့ကိုနဲ့ energy မကိုက်ဘူးဆိုလို့ရှိရင်တော့ကြော်သွားလို့ရတယ်ပေါ့เนาะနောက်တစ်ခါကျွန်မပြောချင်တာကလေဒီ reading လေးတွေကိုကျွန်မ reading အရှည်တွေတင်ပြီးသွားတဲ့အချိန်မှာเนาะဒီ Facebook ကနေပြီးတော့လေ rare video ပေါ့เนาะ REL ဆိုပြီးတော့လေအဲ့လို rare video အတူလေးတွေเนาะဒီတင်တယ်အဲ့ဒီတင်တယ်ဆိုတဲ့ဟာကလည်းဒီ video အရှည်ရဲ့ပေါ့เนาะအတူလေးပေါ့เนาะအပိုင်းပြက်ကလေးကိုဒီလိုမျိုး post တစ်ခုအနေနဲ့ပဲတင်လိုက်တဲ့သဘောမျိုးပေါ့เนาะအဓိကက Facebook ကသူကကျမတို့ရဲ့ page တွေကိုဟိုအများကြီးမတင်စေချင်တဲ့အခါကျတော့ဟိုဘယ်လိုခေါ်မလဲဒီ video အရှည်တွေကိုမတင်စေချင်ဘူးသူက video အတူလေးတွေပဲတင်စေချင်တယ်ကျမတို့ရဲ့ video တွေကလည်းများသောအားဖြင့်ဒီ reading video တွေကလည်းအရန်ရှည်တဲ့အခါကျတော့လေကျမတို့တစ်ခါကြာလို့ရှိရင် reach တွေကိုမရောက်တော့ဘူးအကုန်လုံး reach တွေကိုချထားတာပြီးတော့ကျမရဲ့ page ကိုဆိုလို့ရှိရင်သူ restrict လုပ်ထားတာတွေရှိရပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီလိုမျိုး restrict လုပ်တဲ့ဒဏ်ကိုနည်းနည်းလေးတက်တာအောင်လို့ဆိုပြီးကျမက page ကလည်းနေ့တိုင်းမတင်နိုင်ဘူးကိုကဟိုမအားတဲ့ခါကြတော့လေအဲ့တော့ဒီဟိုကိုတင်ပြီးသားပေါ့နော် reading video အရှည်တွေကို read video အတူလေးတွေအနေနဲ့တင်ပေးတယ်အဲ့လိုတင်ပေးတဲ့အခါမှာလဲကျမကခေါင်းစဉ်မှာအဲ့ဒီ read video ရဲ့ခေါင်းစဉ်မှာဒါလေးကတော့เนาะအခုထားပါတော့ဒီရဲ့ပေါ့နော်အခုတင်ထားတဲ့ခေါင်းစဉ်ရဲ့ read video အတူလေးပါအရှိကိုဒီ link မှာကြည့်နိုင်ပါတယ်ဆိုပြီးကျွန်မစာမှာလည်းရေးပေးထားတယ်တချို့ post တွေမှာဆိုရင်အောက်မှာ comment မှာ link ဟိုဟာလောက်ထားပြီးပင်လေးပေါ့နော်ပင်ထိုးပြီးတော့မှ link ချပေးထားတယ်ကျွန်မအဲ့ comment ထဲမှာရေးပေးထားတယ်အဲ့ဒါလေးကိုလိုက်ရှာကြပါနော်များသောအားဖြင့် read video အတူတွေကိုเนาะကြည့်တဲ့သူတွေကအဆုံးထိလည်းမပါဘူးဆိုပြီးတော့မှပြီးတော့ရင်တချို့တွေဆိုဆဲတာအရန်ရိုင်းနေเนาะအရန်ရိုင်းပါတယ်အဲ့တော့ကိုတိုင်းကရောဟိုတီလာလုံပြီးတော့ကောင်းကောင်းမွန်မွန်နေနိုင်တဲ့ပုံစံမျိုးရှိကြလားဆိုတော့ကိုပြန်စဉ်းစားပါများသောဖြင့်အဲ့လိုလာဆဲတာယောက်ျားလေးတွေများတယ်เนาะမိန်းကလေးတွေအဲ့လောက်မဟုတ်ဘူးယောက်ျားလေးတွေများတယ်တော်တော်လေးဟိုရှင်းဆုံးပြောလို့ရှိရင်ကျမတို့ဒီဗီဒီယိုတွေလုပ်ပေးရဆိုတာအကုန်လုံးရှိရဒီဗျာတစ်ချက်မှယူပေးတာမဟုတ်ဒါပညာဒါနအနေနဲ့တင်ပေးတာဖြစ်တယ်အဲ့တော့ကိုတိုင်းကလည်းဒီဟာကို page ထဲမှာတော့မှာပဲဘယ်ဒီဗီဒီယိုတင်ထားတာရှိလားမရှိလားဆိုတဲ့ဥစ္စာလေးအားစိုက်ထုတ်မှုလေးအောင်တစ်ခါမလုပ်ဘဲနဲ့ page ထဲတောင်တစ်ခါလောက်ဝင်မကြည့်ဘဲနဲ့ဒီဗီဒီယိုလေးတစ်ခုလောက်ကိုကြည့်ပြီးတော့မှအရှိမပါလာဘူးဆိုပြီးတော့တချို့ကဝင်ဆဲကြအမှန်ဆိုရင် comment တွေမှာကြည့်ပါများသောဖြင့်အတူတွေမှာဆိုလို့ရှိရင်အရှိကတင်ပေးပြီးသားပဲအမြဲတမ်းเนาะဒီဗီဒီယိုအတူလေးတွေက Facebook ကနေပြီးတော့တင်ခိုင်းလို့ဒါကျမက post တွေခဏမတင်နိုင်လို့ဒီအတူလေးအနေနဲ့သူကဖြတ်ချထားတာအဲ့တော့သူ့ရဲ့မူရင်း post ကအရှိရှိပြီးသားဖြစ်တယ်အဲ့ဒီအရှိကိုကျမရဲ့ page ရဲ့ video ထဲမှာတွားကြည့်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်း comment တွေထဲမှာကျမ link ချပေးထားတတ်တယ်အဲ့ဒီ link မှာတွားကြည့်လို့ရတယ်เนาะအဲ့တော့အနည်းဆုံးတော့ကိုက comment ထဲမှာရှာတတ်အောင်ကိုလေ့ကျင့်ထားပါဒါမှမဟုတ်လို့ရှိရင်လည်းကျမရဲ့ page ထဲမှာတွားဝင်ကြည့်တတ်အောင်လုပ်ပါเนาะအဲ့တော့အတူလေးတွေပဲပါတယ်ဆိုပြီးတော့အောက်မှာတချို့အမျိုးသမီးတွေလည်းပါပါတယ်เนาะအဲ့တော့ဆုံးအောင်လည်းမတင်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဟိုပြောဆိုထားတာပေါ့နော်ဆဲဆိုထားတာတွေတွေ့တယ်နောက်ဆိုလို့ရှိရင်အဲ့လူတွေကိုကျမဘာမှပြန်ပြောနေမှာမဟုတ်တခါတည်းဘန်ပြီးတော့တခါတည်းဘလော့လိုက်မှာနော်ဟိုဒါခဏပြောနေရတာသိရမလားများသောဖြင့် Facebook သုံးတဲ့အပေါင်းဝနေတဲ့သူတွေဆိုတည်ပြီးသားကျမရဲ့ page ကိုငကိုတွေကဟိုကြည့်နေကြသူတွေဆိုတည်ပြီးသားအတူကိုတွေ့ရဆိုအရှိကဒါတင်ပေးပြီးသားအရှိကငကိုတွေကတင်ပေးပြီးသားနော်ဒီအတူလေးကဒါလည်းဗာလဲဆိုတော့ Facebook မှာ post တစ်ခုအနေနဲ့တက်အောင်လို့တင်ပေးလိုက်တာပဲရှိတာ तू ကအဲ့အရှိကိုဖြတ်ချလိုက်တာနော်အရှိအသီးသန့်ကတင်ပေးပြီးသားရှိတယ်ပြန်ရှာလို့ရတယ်နော် read video အနေနဲ့ပဲ post တစ်ခုအနေနဲ့တင်ပေးတာဖြစ်တယ်လို့ပြောပြတာနော်ဒီဟာလေးတွေကိုအဲ့ဒီအတူတွေးလိုက်တာနဲ့ comment တစ်ခုထဲမှာအရှိ link ကိုချပေးပြီးသား comment မှာလိုက်ရှာလိုက်ပါအဲ့လိုမဟုတ်လို့ရှိရင်ကျမရဲ့ page ထဲမှာတွားကြည့်ပေးပါနော်အဲ့လိုမဟုတ်ဘဲနဲ့ဘာမှမရှာဘူးဘာမှလည်းဒီတိုင်းပဲမြင်ပြီးဘာမှညာမှမသိဘဲနဲ့ဝင်ဆဲတဲ့သူတွေနောက်ခါကြလို့ရှိရင်ကျမကဘန်လိုက်မယ်ဘာမှတော့မပြောနေတော့ဘူးနော်ပြီးတော့ဗလိုင်းတွေဒီလိုတင်ထားတဲ့ဥစ္စာကိုအဲ့လိုပုံစံမျိုးစော်ကားတာမျိုးကျွန်မလုံးဝလက်မခံဘူးเนาะအဲ့လိုပုံစံမျိုးရှိတယ်အဲ့တော့အဲ့လိုလူတွေနဲ့တော့ထပ်ပြီးတော့ဖတ်စကားပြောနေမှာတော့မဟုတ်ဘူးပေါ့เนาะဒါခဏတွေ့နေလို့ပြောပြတာအကယ်လို့ကိုနဲ့အဆင်မပြေဘူးထင်တဲ့သူလေးတွေကကြော်သွားလို့ရတယ်ကျွန်မ page ကိုဟိုရင်းမဖြစ်ချင်ဘူးဆိုလို့ရင်တချို့တွေလုံးဝဟိုကျွန်မ
page ကိုလည်း block ထားလို့ရတယ်ဒါပြောပြပေးတာကိုနဲ့အဆင်မပြေဘူးဆိုရင်သွားလို့ရတယ်เนาะစိတ်အများကြီးရှည်ပေးထားတယ်အကောင်းကောင်းမွန်မွန်လေးပြောတယ်ဒါပေမဲ့ဗလိုင်းကြီးတွေအဲ့လိုမျိုးရိုင်းဆိုင်တဲ့အပြုအမူနဲ့ရိုင်းဆိုင်တဲ့ comment တွေကိုကျွန်မလက်မခံဘူးเนาะ okay အဲ့တော့သွားလိုက်ကြမယ်เนาะဆိုတော့เนาะတစ်ဖက်သူကကိုနဲ့ပတ်သက်ပြီးတော့နော်နောင်လာရနေလားသူကိုဘာတွေပြောချင်နေလဲပေါ့နော်ဒါလေးကိုအခုလာကြည့်နေတဲ့ quality တမလေးတွေအတွက်ကောင်းမွန်မှန်ကန်တဲ့ energy လေးကိုပြောပြပေးပါဒါ hero fan နဲ့နော် six of swords အဲ့ဆိုတော့ energy 3ကတ်နဲ့ကြည့်မယ်နော် seven of pentacle okay နော်ဆိုတော့ဒီက energy ရဆိုရင်เนาะတခြားဥစ္စာတွေအရင်ဆုံးဒီမှာ energy ကိုအရင်ပြောပြလိုက်မယ်เนาะအချိန်ကုန်ရင်းဖြစ်သွားတော့ဒီမှာဆိုရင်တော့လေ bottom of the deck က seven of pentacle तू ကငွေတွေစုနေတယ်တဲ့เนาะငွေတွေစုနေအလုပ်တွေကိုကြိုးစားနေတယ်ငွေတွေစုနေတယ်ကိုကိုเนาะဒီမှာဆိုလို့ရှိရင်အချိန်အကြာကြီးအဆက်အသွယ်ဖြတ်ထားတာမျိုးရှိလိမ့်မယ်သူ့ရဲ့ငွေကြီးအလောက်ကန်ကိုအဓိကဦးစားပေးပြီးတော့လုပ်နေတာတွေရှိတယ်။ဒါပေမဲ့ကိုယ့်အကြောင်းကိုသတိရနေတာမျိုးတကယ်ရှိတယ်နော်။ six of swords ရှိတယ်နော်။အဲ့တော့ဒီမှာဆိုရင်နောက်လှည့်ပြီးတော့ဗာလဲအတိတ်ကိုပြန်ပြီးတော့မှတွေးနေတာမျိုးနော်နောက်လှည့်တာမျိုးပဲအဲ့လိုပုံစံမျိုးပေါ့။အဲ့တော့အတိတ်ကဖြစ်ရက်တွေကဘာဖြစ်နိုင်လဲဆိုတော့သူနဲ့ကိုနဲ့ကနော်အဲ့လိုမျိုးအခြေတင်စကားများတာနောက်တစ်ခါကျတယောက်ယောက်ကအနိုင်ပိုင်းတာမျိုးပေါ့နော်။နိုင်လို့ရတယ်ဆိုပြီးတော့အနိုင်ပိုင်းကြတာမျိုးပေါ့နော်။အနိုင်ပိုင်းစကနိုင်လူတာမျိုးဒါမျိုးလေးတွေရှိခဲ့တာမျိုးရှိတယ်။နောက်တချို့ကြတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီကနေပြီးတော့အဲ့လိုပေါ့နော်အခြေတင်ဖြစ်ပြီးတဲ့နောက်မှာကိုကထားခဲ့လိုက်တယ်ပေါ့နော်အဲ့လိုမျိုးယုံထွက်သွားတယ်ဆိုတော့တယောက်ယောက်ကတစ်ဖက်ဖက်ကပေါ့နော်ဒီ relationship မှာတစ်ဖက်ဖက်ကဒီ relationship ကိုထားပြီးတော့မှချုပ်ခိုင်းသွားတယ်ဆိုရဲပေါ့နော်ဖက်ပြေးသွားတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့တော့ကိုနဲ့ပတ်သက်ပြီးတော့ဒီလိုလုပ်ခဲ့ရတဲ့ဟာတွေမှာသူကပြောရရင်တော့သူ့ဘက်ကပေါ့နော်အဓိကကတော့သူနိုင်လို့ရတယ်ဆိုပြီးတော့မှအနိုင်ယူခဲ့တာမျိုးเนาะတချို့ကိစ္စတွေကသူကိုပေါ့နော်စိတ်ပိုင်းဆိုင်ရာเนาะရုပ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ညစ်အောင်လုပ်ခဲ့တာမျိုးလေးတွေရှိတဲ့ဟာမျိုးကိုသူမြင်ရတယ်နောက်တစ်ခါကျတော့သူကိုယ်တိုင်လည်းစိတ်ဆင်းရဲခဲ့ရတယ်ပေါ့နော်ဒီ relationship မှာနှစ်ယောက်သားကြားထဲမှာညှိလို့မရတာเนาะပြဿနာတွေခဏခဏတက်တာမျိုးတွေတွေ့ရတယ်အဲ့တော့ဒီဟာကိုကြောခိုင်းသွားတယ်ဆိုတဲ့ပုံစံမျိုးမှာတွေ့ရတယ်အဲ့တော့ဒီလက်ရှိအခြေအနေမှာပေါ့နော် the hero fan ရဲ့ energy ရှိတယ်နောက်ကကျတော့ seven of pentacle ရဲ့ energy ရှိတယ်ဆိုတော့ကိုယ်အကြောင်းကိုပြန်တွေးနေတာမျိုးလည်းရှိတယ်နောက်တစ်ခါကျတော့တမမျှတာတဲ့စိတ်ပေါ့နော်ဖြစ်နေတာမျိုးလည်းရှိတယ်ဆိုတော့သူ့အနေနဲ့သူနောင်နာရနေလားဆိုရင်နောင်နာရတာမျိုးတဲ့ဆိုင်ရင်တော့เนาะဒီဖြစ်ခဲ့တဲ့ပြဿနာပေါ်မှာเนาะမှန်မှန်ကန်ကန်နဲ့တေးချာပြန်ပြီးတော့မှစဉ်းစားတွေးခေါ်နေရဲဆိုတော့အနေအထားမျိုးတွေ့ရတယ်အဲ့တော့နောင်နာဆိုတော့နောင်နာရလားဆိုတော့နောင်နာသဘောမျိုးလည်းပြောလို့တော့ရတယ်ပေါ့နော်ဒီအနောက်ကိုပြန်လှည့်နေတာမျိုးကိုသူ့ရဲ့စိတ်ကကိုနဲ့ပတ်သက်တာတွေကိုပြန်တွေးနေတာမျိုးဒီပေါ်မှာတော့ငါဒီလိုလေးမလုပ်လိုက်ရင်တော့ကောင်းမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေတော့ပြန်ပြီးတော့မှစင်စင်တွေးတောနေတာမျိုးတော့ရှိတယ်တဲ့နော် the hero fan ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါသူ့အနေနဲ့ကကိုယ့်ပေါ်မှာနည်းနည်းလေးပြန်ပြီးတော့မှမျက်မျက်တတပြန်တွေးနေတာမျိုးเนาะကိုနဲ့ပတ်သက်တဲ့ခဲ့တဲ့ကိစ္စတွေမှာเนาะဒီမှာဆိုလို့ရှိရင်တော့เนาะပေးနေတယ်တစ်ဖက်ကပေးနေအောင်တစ်ဖက်ကယူနေတယ်ဆိုတော့လေပြောရင်တော့အပေးအယူမမျှခဲ့တယ်ပေါ့နော်ကိုနဲ့တူနဲ့ကြားမှာအပေးအယူမမျှခဲ့တဲ့ကိစ္စလေးတွေမှာเนาะပြန်ပြီးတော့မှဒီဟာကိုပြန်လဲပြင်ဆင်သုံးသပ်လိုတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတတ်တယ်တဲ့เนาะအဲ့တော့six of swords ရဲ့ energy အရဆိုလို့ရှိရင်ဒီ relationship ကလေသူကမထားပေါ့နော်အဆက်အသွယ်ပြတ်နေတဲ့သူတွေပါလိမ့်မယ်ဒီဟာကအဆက်အသွယ်ကသူကလှုပ်ချင်ရက်နဲ့မလှုပ်ဘဲနေတာမျိုးเนาะအဆက်အသွယ်လှုပ်ချင်ရက်နဲ့မလှုပ်နေတာမျိုးနောက်တစ်ခါကျတော့ဒီ relationship ကိုသူမပြတ်ချင်ဘဲနဲ့ပြတ်လိုက်ရတာမျိုးအဲ့လိုမျိုးပေါ့နော်အကယ်လို့ကိုယ်တိုင်ဆိုလို့ရှိရင်လည်းအဲ့အတိုင်းပဲဒီ relationship ကကိုယ့်အနေနဲ့မဖြတ်ချင်ဘဲနဲ့ဖြတ်လိုက်ရတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်အဲ့တော့လောလောဆယ်မှာကတော့သူကတော့ဒီအတိတ်ကဝေဒနာတွေကိုเนาะကုစားနိုင်မှုအတွက်ကတော့သူ့ရဲ့เนาะဒီလောက်ရမယ့်ကိစ္စတွေအလောက်ကင်ငွေကြေးစီးပွားရေးနဲ့เนาะနောက်ခါကျတော့သူငွေစုတော့ဗောနော်ပတ်စံနဲ့ပတ်သက်တဲ့ကိစ္စတွေဗောနော်ဒီဟာတွေဘက်မှာနည်းနည်းလေးအဓိကဦးစားပေးပြီးတော့မှနေနေတာမျိုးလေးတွေရှိရဲတဲ့เนาะအပြင်မှာထွက်လို့တာเนาะဟိုကပဇင်းရင်ွယ်ရဲ့အတန်တွေကအရန်စုလာပြန်ပြီးပြန်ပြီးတော့လေโอเคအဲ့တော့ဒါဆိုရင်သူ့အနေနဲ့ပေါ့နော်ဒီမှာဆိုရင် love message oracle လေးနဲ့ကိုယ့်ပေါ်မှာနောင်နာရနေတာဘာလေးတွေပြောချင်နေလဲဆိုတဲ့ဟာလေးကိုကြည့်လိုက်မယ်နော်ကြည့်ပြီးတော့မှကျမတို့ဒီ reading လေးကိုအဆုံးသတ်မယ်ပေါ့နော်ဒါအခုလက်ရှိပြောသွားတဲ့ energy လေးတွေနဲ့ကိုက်တယ်ဆိုရင်เนาะဒီ relationship ကဒါဘာဆက်ဖြစ်မလဲဒါမှမဟုတ်လဲသူဘာလေးတွေပြောချင်လဲပေါ့နော်ဒါကိုဆက်ကြည့်မှာဖြစ်ပါတယ်ဒီသူ့အနေနဲ့
နော်ဘာလေးတွေပြောချင်လဲနောင်တရနေတာလားဒီ relationship မှာဘယ်လိုပုံစံမျိုးလေးပေါ့နော်ဆက်ဖြစ်နေတာလဲဆိုတာကို quality သမားလေးတွေအတွက် energy လေးပြောပြပေးပါ patient နဲ့စိတ်ရှည်ရမယ်เนาะအဲ့တော့အရန်ကြီးတော့မြန်မှာတော့မဟုတ်ဘူးပေါ့နော်သူ့အနေနဲ့တော့လောလောဆယ်တော့စိတ်ရှည်သီးခံမှာပဲရမယ်ပေါ့နော်နောက်က balance เนาะ balance မျှဖို့လိုတယ်โอเคအခုချိန်မှာ तू ကဘာဖြစ်နေလဲဆိုတော့လေဟိုဆန္ဒပြောတယ်ပေါ့နော်သူ့အနေနဲ့အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေကိုပြန်ပြီးတော့မှနော်ဟိုတမမြတ်တောင်ပြန်ပြီးတော့ကွာသိရမလားမျက်မျက်တတဖြစ်အောင်ပြန်လုပ်ချင်တယ်ဆိုရဲအတွေးမျိုးရှိနေတယ်ဆိုတာမျိုးတွေ့ရတယ်เนาะဒီမှာဆိုရင်သူကိုယ်တိုင်လည်း healing လုပ်နေတာမျိုးเนาะmental ဘိုင်း physical ဘိုင်းပေါ့နော်နောက်ကကျတော့သူ့ရဲ့ emotional တွေပေါ့အရင်ကသူ့စိတ်သူမထိန်နိုင်ဘဲနဲ့ကိုယ်နဲ့ပြဿနာဖြစ်ခဲ့ရတဲ့ကိစ္စတွေเนาะနောက်ကကျကိုယ်တိုင်ကလည်းပေါ့နော်ဒီ relationship ပေါ်မှာဖြစ်ခဲ့ရတဲ့ကိစ္စတွေပေါ့နော်ဒီဟာကိုပြန်ပြီးတော့မှ balance မျှအောင်ပြန်ထိန်းနေတာမျိုးစိတ်တွေကိုပြန်ပြီးတော့မှเนาะထိန်းနေတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိရနောက်ကကျ unconditional love တယ်เนาะအဲ့တော့နှစ်ယောက်သားကြားမှာပေါ့နော်ပြောရရင်တော့ unconditional love ကိုပေါ့နော်ထားဖို့အတွက်ကိုလိုအပ်နေတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်အဲ့တော့ unconditional love ကိုထားဖို့အတွက်ကိုเนาะသူ့အနေနဲ့ဒီမှာစူးစမ်းနေတယ်ပေါ့နော်ကိုယ့်ကိုပြန်ပြီးတော့မှ unconditional love ဆိုတာကမေတ္တာထားနိုင်ဖို့ပေါ့နော်ကိုယ့်ပေါ်မှာပြန်ပြီးမေတ္တာထားနိုင်ဖို့เนาะပြန်ပြီးတော့မှမျက်မျက်တတတွေးနိုင်ဖို့เนาะအဲ့ဒါကိုစဉ်းစားနေတာမျိုးတွေးတောနေတာမျိုးရှိတယ်နောက်တစ်ခါကျတော့ patient ဆိုတော့လောလောဆယ်မှာတော့စိတ်ရှိရှိနဲ့စောင့်ရလိမ့်အောင်မယ်ပေါ့နော်လောလောဆယ်တော့စိတ်ရှိရှိနဲ့စောင့်နေတာမျိုးအမှမဟုတ်လဲစိတ်ရှိရှိနဲ့စောင့်ရမယ်အနေထားမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့တော့သူပြောချင်တဲ့เนาะစကားလေးเนาะနောက်ထပ်3ခါလောက်ထပ်ပတ်ပေးလိုက်မယ်เนาะအတန်ကြီးအရန်ဟိုဟာဖြစ်နေလားမသိဘူးเนาะအဲ့အတန်ကြီးအနှောက်အယှက်တွေဖြစ်နေရှေ့ကြီးဟောလို့မရတော့ဘူးဖြစ်သွားတယ်ပဇင်းရင်ဝဲတန်လေးအဲ့တော့ကဲတစ်ဖက်သူကပေါ့နော်ကိုကိုဘာပြောချင်နေလဲเนาะဒီ relationship ပေါ်မှာရောနောင်တရနေလားဆိုတာလေးကိုเนาะ collective သမားလေးတွေအတွက်ပြောပြပေးပါကြောင်းမြန်I think that we should see other people เนาะအဲ့တော့ we should see other people เนาะအဲ့တော့ဒီဟာမှာလေ I think we should other people ဆိုတော့လေเนาะဒီပြဿနာမှာเนาะတခြားသောပေါ့เนาะ third party သို့မဟုတ်တခြားသောသူတွေပေါ့เนาะဝင်ရောက်ပတ်သက်တာမျိုးရှိခဲ့လိမ့်မယ်သူနဲ့ကိုယ်နဲ့နှစ်ယောက်သားကြားရပြဿနာမှာလေ third party ဆိုတဲ့နေရာမှာလေ third person မဟုတ်ဘူးပေါ့เนาะပြောချင်တာကလေဟိုမိသားစုအရေးကိစ္စတွေလည်းဖြစ်နိုင်တယ်လို့ငွေရေးကြေးကိစ္စတွေလည်းဖြစ်နိုင်တယ်တချို့ကတော့ third party ကိစ္စတောင်ဖြစ်နိုင်တယ်ပေါ့เนาะအဲ့တော့ဒီမှာဆိုရင်ငါတို့ဒီဖြစ်ခဲ့တဲ့ပြဿနာပေါ့เนาะငါထင်တယ်ပေါ့เนาะဒီတခြားသောသူတွေကိုပါငဲ့ညာရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်ဒါကြောင့်မို့လို့ तू ကအဲ့ဓာတွေကိုငဲ့ညာပြီးတော့မှကိုထားခဲ့တာမျိုးနောက်ကကျတော့ဒီ relationship မှာအရန်ပေါ့နော်ဆွမ်းနာပြောသလိုပေါ့ပြဿနာတွေတက်ပြီးတော့ဒီ relationship ကမပြစ်မနေကိုထားခဲ့ရတဲ့ပုံစံမျိုးပေါ့မထားခဲ့ခြင်းမနဲ့ထားခဲ့ရတဲ့ပုံစံမျိုးရှိနေတာပေါ့နော်နောက်ကကျတော့ I can trust တယ်နော် तू ပြန်တော့လာမှာပါတဲ့နော် तू ကိုယုံကြည်ပေးပါတဲ့အဲ့လိုတော့ပြောတယ်နော်Okay နော်သူပြန်တော့လာမှာဒါပေမဲ့ patient နော်စောင့်ရမယ်သူလောလောဆယ်တော့သူ့ကိုယ်သူ balance မျှအောင်လုပ်နေတယ်ကိုယ့်ပေါ်မှာ unconditional love နဲ့ချစ်နိုင်အောင်စူးစမ်းနေတာမျိုးလေးတွေရှိတယ်နောက်ကကျတော့ oh you are right တဲ့နော်ဟုတ်ပါတယ်တဲ့မင်းမှန်တယ်တဲ့အဲ့တော့ तू မှားခဲ့တယ်ဆိုတော့ तू နောင်တရနေတယ်ဆိုတာပေါ်လွင်သွားပြီနော် Okay အဲ့တော့ဒီ relationship မှာပေါ့နော် तू ဖြစ်ခဲ့တဲ့ကိစ္စတွေမှာ तू အနေနဲ့နော်သူမှားတယ်ဆိုတာ तू သိရပေါ့နော် you are right လို့ပြောရဲဆိုတော့မင်းမှန်တယ်လို့ပြောတာဖြစ်တဲ့အတွက်ဒါကတော့ तू မှားတယ်ဆိုတဲ့ဥစ္စာဝန်ခံတယ်လို့မျိုးပေါ့နော်အဲ့တော့ तू နောင်တရနေတယ်ဆိုလို့ရှိရင်တော့ဟုတ်တယ်ပေါ့နော် तू နောင်တရနေတယ်ကိုအကြောင်းကိုတွေးနေတာမျိုးရှိတယ်လောလောဆယ်မှာတော့သူ့ရဲ့နော် तू လုပ်ရမယ့်ကိစ္စတွေ तू အလုပ်ကိုင်ငွေကြေးနဲ့ပတ်သက်တာတွေကိုပဲအာရုံစိုက်နေတာမျိုးရှိတယ်နောက်တစ်ခါကျတော့ဒီနှစ်ယောက်သားเจ้าမှာပြန်လဲစုံစည်းဖို့အတွက်ဆိုလို့ရှိရင်တော့တခြားသောကိစ္စပေါ့နော် third party third person နောက်ခါကျတော့မိသားစုလိုမျိုးပေါ့နော်တခြားသောသူတွေပေါ့တခြားသောသူတွေကိုကြည့်ရအောင်မယ်ဆိုတဲ့ပုံစံမျိုးမှာရှိတယ်ဆိုတော့လေအဲ့တော့အဲ့ဒီဟာလေးတွေကပိုင်းခြားနေတာဖြစ်တဲ့အတွက်လောလောဆယ်မှာတော့ तू ကကိုယ့်စီကိုမလာနိုင်သေးဘူးဒါပေမဲ့ကိုယ့်အကြောင်းကိုတော့တွေးနေတာမျိုးရှိတယ်နော်နောက်ကကျတော့ तू နောင်နာရနေတယ်ဆိုတာမျိုးရှိတယ်ဒါပေမဲ့ तू ပြန်လာမှာပါတဲ့သူ့ကိုယုံကြည်ပါလို့တော့ပြောထားတယ်ကဲဒါလေးကတော့เนาะအခုသိချင်နေတယ်เนาะသူကိုနဲ့ပေါ့နော်ကိုနဲ့အခုလိုအဆက်အသွယ်ပြတ်နေတဲ့အချိန်သို့မဟုတ်ကိုနဲ့အခုလိုပြဿနာတက်နေတဲ့အချိန်လေးမှာเนาะသူနဲ့ကိုနဲ့ကြားမှာပေါ့နော်ဒီပတ်သက်ပြီးတော့သူ့အနေနဲ့နောင်နာရနေတာမျိုးရှိပါတယ်เนาะကိုအကြောင်းကိုတွေးနေတာမျိုးလည်းရှိပါတယ်เนาะဒါလေးကိုပြောချင်တာသူပြောချင်တဲ့စကားလေးတွေပဲဖြစ်ပါတယ်ပေါ့နော်ကဲဒါ reading လေးကတော့เนาะဒီမှာရမယ်ရန်နာဝင်ပြပါအတူလေးအနေနဲ့ဒါတိတ်တော့မတူပါဘူးเนาะအနေလေး15 minute reading အနေနဲ့ခေါ်ပေးလိုက်တာဖြစ်ပါတယ်
အဲ့တော့မိမိတို့ရဲ့တဦးတယောက်ချင်းစီအတွက်ပေါ့နော် personal reading လေးတွေမေးချင်တယ်ဆိုရင် Tarot Healing and Reading by Kitra ရဲ့ Facebook chat box တွေမှာလာရောက်မေးမြန်းနိုင်ပါတယ်။ Viber နဲ့ WhatsApp နံပါတ်တွေကနေပြီးတော့လည်းပဲလာရောက်မေးမြန်းနိုင်ပါတယ်เนาะမိမိတို့အဆင်ပြေတဲ့ package လေးကိုရွေးချယ်ပြီးတော့မှ booking တင်ပြီးမေးမြန်းနိုင်ပါတယ်เนาะကဲဒီနေ့မှာတော့ဒီအခုပြောခဲ့တဲ့ပေါ့နော်ဒီ relationship နဲ့ပတ်သက်တဲ့ love reading လေးကိုဒီမှာနေမဲ့အဆုံးသတ်ခွင့်ပြုပါကောင်းမွန်တဲ့ energy လေးတွေရရှိပါစေမိမိတို့နဲ့အမှန်တကယ်ထိုက်တန်တဲ့เนาะလက်တွဲပေါ်တွေနဲ့လည်းအမြန်ဆုံးလက်တွဲသွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်เนาะနောက်ထပ် reading လေးတွေမှာပြန်တွေ့ပါမယ်เนาะတက်တာ